အမေများအိမ်ကိုလာလဲတာပါတတိတွေရလားဖဖအရှိကိုလာလဲတာဟာဒီလိုစပါးခဲ့နေလား ဟာ ဟာလေဘောလေကနေပြီးတော့ဝယ်လာတာပါ လောက်ပေးရလဲ အဲ့ဒါညာအပေါ်လုံးမှာတက်တောင်းနေပြရပါတယ် ကြည့်ပါဦးစပါးတွေငှက်တွေကျွေးဖို့လား ဒီအတေကျွေးဖို့လို့ပါစာကလေးတွေကျွေးတာပါ စပါးဒါကျွန်တော်တို့စားရဲ့ ကျွန်တော်တို့ စံနေပေါ့နော် ကျွန်တော်တို့စားရတဲ့ဒီပါ ကြည့်ပါဦးတတိတွေကြိုင်ကြည့်ပါဦး ဒီမှာဝယ်ကျွေးရင်ကားလို့ ဟိုတို့ကြိုင်ကြည့်ဦးမကြည့်ပါဦး ဒီမှာ လေးတွေကဒီဟာလေးတွေစားတာ ဟုတ်တယ် ဒါဒေတို့စားတယ်စံအဲ့ဒါစံမဖြစ်ခင်ကိုစပားလို့ခေါ်တယ်စပနံလို့ခေါ်တယ် ဆယ်မနေ တီးပြီလား ဒီလိုတက်တွဲကို900ပေးရပါတယ် အဲ့လိုတွေ900ဆိုဈေးကြီးရပေါ့ ဒီကြည့်ပါတော့ဘောလေကနေပြီးတော့လက်ဆောင်ရလာတာပါရှင်ဒီလိုငိုဖို့နှစ်တောင်းပြန်ပေးခဲ့ပါတယ် ကောင်းပါတယ် သူတို့ကတော့မပြီးပါဘူးသူတို့ကတော့လက်ဆောင်ပေးတာပါတဲ့သူတို့လည်းကုသိုလ်လုပ်ခြင်းလို့ပါတဲ့ဒါနဲ့ကိုကတော့ပြီးခဲ့ပါတယ်မဟုတ်ဘူးတဲ့လက်ဆောင်ပေးပါအီရန်နဲ့မဟာမိတ်ဖွဲ့လိုက်တာကဒီမိတို့နိုင်ငံကြားဖို့ရုပ်ရည် ဒါရီသူတို့ရေးခြင်းနဲ့ ဖြစ်လာပါတယ် အီရန်အရေးရောဘလို့သုံးသက်လဲ ဒီရရေးရလားဒီရရေးရတော့သူကသူချစ်ချင်ရပြီသူလဲတဘာကနဲ့ဦးမတရားလာတယ်မီး တစ်ဖက်မှာလည်းအမေရိကန်ทีมပိုင်းကောင်းဆောင်တွေရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေနဲ့လက်တွေ့အရေးကြီးကြမှာကြီးမားတဲ့ဘာသာချက်ကြီးဖြစ်နေတာလို့ ဒါလေးတွေတွေးလို့တဘာတွေတော့အနေပြီးတော့ စာစစ်တွေတွေ့ပါ လှတယ်နော် နေ့ရှင်လာအမှန်လည်းမောလို့လာတော့ အဲ့ တဲ့ချီမိုးတွေဒါတွေနဲ့လက်စစ်စီကိုကိုကိုပြည့်တဲ့ချီပါစီတယ်လို့ပြောစီရတယ် တဘာလည်းမဟာ ။ ပြော ဒါ ဘူး နဲ့